တဲစီပုံလည်းပဲတူလीနော်စီပြတာဘယ်နှစ်ရှိပြီလား စီလူပြတယ်10နှစ်ရှိပါပြီ 10နှစ်ရှိသွားပြီခုစမဂရက်ထိုးတော့ဘလို့နေတော့စားတောက်တာ စားတာတောက်တာဟောနည်းနည်းဟိုအစားပါမဆိုအောင်ဖြစ် ထိနိုင်သွားတယ် ထိနိုင်ပါတယ် pressure လည်းကျသွားတယ်နော်လူကမပေါ့သွားဘူးလား ပေါ့သွားတယ်နည်းနည်းဆိုရမ်းပေါ့ စီပြအိမ်မှာဆင်ဘယ်လောက်ရှိတော့ အခုပထမတော့ကတော့300ကျော်200ကျော်အခုဆရာနဲ့ပြပြီးမှစစ်လို့ရှိရင်130 ဒါပဲလေကျွန်တော်ပြောချင်တဲ့ဒိတ်ပဲကဒီစီမဂရက်ရဲ့တကွာနောက်ဆုံးပေါ်ဆေးရတော့အစာရင်ကိုဟိုးထားတာကြခံတယ်လေဟိုအစားတစ်ခုစားပြီးဘယ်နဲ့လောက်ချတော့ မနေ့က10နာရီမှစားပြီးကျန်နေကျုပ်စားပြီးလို့ရှိရင်10နာရီမှနည်းနည်းတဲ့စားလေးပြန်စားတယ်တနာရီခင်းနေစားတယ် 10နာရီတနာရီမှပြန်စားတယ်10နာရီကျမှကျုပ်ကော်ဖီတောက်တာလား မဟုတ်ဘူးဆရာ မနေ့စောတောက်တယ်10နာရီတောက်တယ် 10နာရီတောက် ဟုတ်ပြီ10နာရီမှစားတယ်17လောက်မှစားတာလား 17နာရီလောက်မှနည်းနည်းကျန်တဲ့အစာလေး စားတယ်တနာရီမှထမင်း တ စား နာရီမှထမင်းစားတယ်4နာရီစားပြီးတော့ရက်လိုက်တာ ဘယ်ကောဒါပဲအဲ့ဒါမှန်သွားတာ4နာရီမှပိတ်နိုင်တယ်လား ဟုတ်ကဲ့ပိတ်နိုင်တယ်ဗျာ အဲ့ဒါပဲစောစားတယ်စောပိတ်တယ်အဲ့ဒါ4နာရီမှပါစားတော့ 4နာရီမှဟိုတရားဟိုဘောက်ခောက်ဆွဲ ကောင်းတယ်ဒီလိုတော့ရှောက်ကြသွားပြီနော်ဘောက်ကောကအမြဲတမ်းမစားနိုင်လေရတယ်လေကျွန်တော်ကော်ဖီတောက်တဲ့နေ့ပြပြမယ်ကော်ဖီတောက်တယ်ဆိုတာတခါတည်းတစ်ပြိုင်တည်းမတောက်ရအောင်ကော်ဖီချမ်းဆိုတာကျွန်တော်ဒီမှာဘိုက်စားတယ်မလားကျွန်တော်ဆိုရင်မနက်က8နာရီစားထားတယ်ကျုံနဲ့ခောက်ဆွဲလေးနည်းနည်းလေးပဲတစ်စုံနှစ်စုံစားထားတယ်မိမဆိုကြွေးလို့ရှက်ခောက်ဆွဲကြွေးလို့ကျွန်တော်ကော်ဖီတောက်တယ်ဒါပေမဲ့ခုကျခုပနိုင်ထိုးရင်တနာရီထိုးတော့မယ်စနေခွန်လေးစနေတနာရီထိုးတော့မယ်ဟုတ်ကဲ့ကျွန်တော်ဘိုက်ထဲမှာစားမရှိဘူးဟုတ်တယ်လေ8နာရီစားထားတာ90 17စနေ1ဆိုကျွန်တော်စားနေပြီအဲ့တော့ဒီကော်ဖီကိုစားတဲ့ချိန်ချက်ချင်းမစားနဲ့ချက်ချင်းမတောက်နဲ့ဟိုလိုနည်းနည်းချင်းတောက်ဟုတ်ကဲ့နည်းနည်းတောက်လိုက်စကားလေးပြောလိုက်အဲ့လိုဆိုရင်ဘာဖြစ်လဲသိလားစိတ်ကဒုံးဆိုခဏလျော့သွားတာပေါ့သူကဘိုက်ကစားနေကျွန်တော်တောင်းနေပြီလေကျွန်တော်ခုစားလိုက်ရတယ်မစားလိုက်ရတယ်စားနေပြီဟုတ်ကဲ့တနာရီစားမှာကျွန်တော်တနာရီ break မယ်အဲ့ချိန်မှာခုဘာလုပ်ဖြစ်လဲ12နာရီတနာရီစားမှာကျွန်တော်နည်းနည်းနေရက်ခတ်တယ်စားမရှိဘူးလေကျွန်တော်မနေ့က7နာရီစားထားတာလေစားရင်တော့ဘာမှမရှိဘူးအဲ့ဒါကိုတော့ဘယ်လိုလဲဆိုတော့ coffee ကိုနည်းနည်းချင်းတောက်ရတယ် coffee တောက်တယ်ဆိုတာနည်းနည်းလေးတောက်လိုက် split လုပ်လိုက်ပြီးခဏလေးချထားလိုက်အုပ်လေးအုပ်ထားလိုက်အဲ့လိုမျိုးကျွန်တော်ဟာဒီမဲ့လေး black ပဲလေနော်ဒါမျိုးပဲတောက်ဒါမျိုးပဲတောက်အလုံးဝဒီမဲ့လေးဒါ black coffee ဒါရေနွေး coffee နဲ့ရေနွေးဘူးရှင်ရပြီဟုတ်ကဲ့ဒါပဲအပြင်ကျွန်တော်ကဒီလေးနဲ့အုပ်ထားတာဟုတ်တယ်နော်ဟုတ်ကဲ့အုပ်ထားရပြင်ဒီမဲ့လေးအမောအောက်မှာတွေ့လားနော်အောက်မှာအမောပုံမှာအရေးကြီးဟုတ်ကဲ့ရေးကြီးလေးကိုကျွန်တော်ပြောလို့ခုတာဖြည်းဖြည်းချင်းတောက်တာ coffee တောက်လို့ပိန်တာမဟုတ်ဘူး coffee တောက်လို့စီးကြကြတာမဟုတ်ဘူး coffee တောက်လိုက်ချင်ပြန်အစာကိုချသွားတာအဲ့ဒါကိုကူညီပေးတာအခါကိုယ်နဲ့ကလည်းကြာတာပဲဒါကိုပြောချင်တာဒါဆေးနေနဲ့ဒါကျွန်တော်ဆေးနေနဲ့တောက်တာဒါဆေးခါကြီးပဲဆေးခါကြီးပဲဒါအဲ့လိုတောက်ကြည့်နော်တခြားမထည့်နဲ့နော်ဟုတ်ကဲ့အဲ့ကျွန်တော်ကတနားရပြီလေတနားမှစားတော့မှာနည်းနည်းအုံနောက်ကိုလှမ်းပြီးတော့ signal ပို့တာငါမစားသေးဘူးဒါဆိုနော်နားလေနော်โอเคဝမ်းသာပါတယ်ရော့ရန်ကောင်းသွားလှမ်းနေပါပြန်